မွေးကနန်းကပိတ်နေမှလာအောင်လားနော်နောက်သုံးပိတ်တွဲသူရဒီတစ်ပတ်တရားမျိုးကစောထွက်မယ်ဒီတစ်ပတ်တော့ကနော်ဒီမှာလိုက်လွင်တော့ကတော့ပြောထားသေးတယ်ဗျာလိုက်လွင်တော့ကဘာပြောထားတော့ဆိုတော့ဒီမှာဟောဒါကတော့မွေးကနန်းမစိတ်ကပို့တဲ့ဟာလေးတွေပြတာလိုက်လွင်တော့ကဒီမှာသူ့ site ဘိုလ်ဟုနေ့တော့လွှင့်တဲ့နေ့တော့ဒီ site ကတွက် site မှာပါလာတော့အဲ့နေရကြတော့မအောင်ဘူးတွေ့လားအဲ့မွေးကနန်းကြိုက်တယ်ဆိုအောကွက်ထိုးလို့ဆိုတာလိုက်ဘိုလ်ဟုနေ့ဘေးတော့အဲ့လိုပါသေးတယ်မွေးကနန်းမို့လို့ကြိုက်တယ်မွေးကနန်းကြိုက်တယ်ဆိုအောကွက်ယူပြီအဲ့နေရမပေးဘဲနဲ့အပိတ်နေကြမှာလာပြီးတော့နောက်ဆုံးဇွဲစုပေးတာနော်ကဲဒါမျိုးလေးနောက်တစ်ပတ်စောထွက်မယ်ဒီတစ်ပတ်ဟူးမကြော်ထွက်မှာဟူးမကြော်လိုချင်တဲ့လူဖုံးဆက်မွေးကနန်းလိုချင်တဲ့လူဖုံးဆက်နော်ကျောင်းကွက်လေးတကူဖရီးကွက်တွေလည်းတင်ပေးမယ်လေကာတိုင်းဖရီးကွက်တွေအကုန်ပါတယ်နော်ဗရိတ်တွေရောအောကွက်တွေရောအခွေတွေရောအကုန်ပေါက်တယ်နော်ကဲဒါပဲများဒါပဲလိုချင်ရင်တော့ဖုံးဆက်စောထွက်မယ်ဟူးမကြော်ထွက်မယ်ဟူးမကြော်ထွက်မယ်အမကမွေးခွက်ကတော့အမှန်တရားရခိုင်လုံးပေါက်မယ်တဲ့အဲ့လိုကိုပေးထိုးတာတော့ထုံးပေးကြမှာအောင်တော့တာပဲ